မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဇူလိုင်လ22ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လက်ရွာသွန်းခဲ့တဲ့မှတ်သားပေါ်ရမိုးချိန်များမှာနေပြည်တော်ဥတ္တရသတိမြို့နယ်မှာ3.98လက်မှနေပြည်တော်ဇေယျသတိမြို့နယ်မှာ3.94လက်မှကြောက်ဖြူမြို့မှာ3.84လက်မှမချမ်းဘောမြို့မှာ3.39လက်မှတပိတ်ချင်းမြို့မှာ3.35လက်မှစစ်တွေမြို့မှာ3.19လက်မှရိုင်းလင်မြို့မှာ1.5လက်မှကြိုက်လက်မြို့မှာ1.53လက်မှနေပြည်တော်စပူသီရိမြို့နယ်မှာ1.43လက်မှနဲ့နေပြည်တော်ဒက္ခိဏသီရိမြို့နယ်မှာ1.3လက်မှတို့တိုင်းထွာရရှိခဲ့ပါတယ်။ဇွန်လရဲ့မိုးရေချိန်စံချိန်တဲ့အနေနဲ့ကတော့ဒီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချိန်ရနေပြည်တော်ဥတ္တရသီရိမြို့နယ်မှာ101မီလီမီတာ3.98လက်မှဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ96မီလီမီတာ3.8လက်မှဖြစ်က2024ခုနှစ်ဇူလိုင်လ30ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လယ်တနာရီခွဲအချိန်မိုးလေဝသဂျုံတို့မှဖမ်းရရှိတဲ့ပုံရဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာတိုင်အနေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အသင့်တက်မှတိတ်တူထပ်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့မန္တလေးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာတိုင်အသင့်တက်မှတိတ်တူထပ်နေပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိကအဆိုပါမိုးတိမ်တောင်များရွှေလျားရနေရတဲ့ရှောက်မှာမိုးရသုံးချက်နဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတစ်ချုံခြင်းမိုးကျွတ်ပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြင်းအားတူမြင်းများပုံစံအရမြမကမ်းရန်တစ်လျှောက်မှာမုတ်တုံလေအားအသင့်အတင်ရှိနေပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအသင့်အတင်ရှိနေပါတယ်။မြမပင်လယ်ပြင်မှာမြမကမ်းရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းအသင့်အတင်မှာလိုင်းကျနေပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်မြေပြင်လေဟာတနအီကို25မိုင်မှမိုင်30အထိတက်ခတ်နေပါတယ်။လိုင်းမြင့်မှာမြမကမ်းရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနေပါတယ်။မနက်ဖြန်မနက်အထိခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျကျကချင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးတကြုံရပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကျနေပါတယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ချင်းများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။
နေပြည်တော်နဲ့နေတော့အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရပါမယ်။အမြင့်ဆုံးပူချိန်မှာ29ဒီဂရီဆယ်စီယပ်84ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နဲ့နေတော့အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးအသင့်ထစ်ချုံရပါမယ်။အမြင့်ဆုံးပူချိန်မှာ31ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ23ဒီဂရီဆယ်စီယပ်83ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတော့အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ39ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်း၊အရှေ့ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပိုလာနိုင်ပါတယ်။မိုးကြီးမိတတိပေးချက်ဒီကနေ့မနက်မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွာချက်များအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းလာနိုင်ခြင်းကြောင့်၎င်းဘင်္ဂလားပင်လယ်အော်မှာလေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းဒီကနေ့မနက်မှာ30ရက်9လ2026ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာနှံပြမိုးတကြုံရပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကြီးနေပါတယ်။မြမကမ်းရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းမိုးသက်လေပြင်းများကျရောက်ပြီးလိုင်းကြီးနေပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နေပါတယ်။လိုင်းမြင့်မှာမြမကမ်းရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ17ပေခန့်ရှိနေပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းလာနိုင်ခြင်းကြောင့်၎င်းဘင်္ဂလားပင်လယ်အော်မှာလေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းမိုးသက်တံစွာရောက်သွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်တွေများဖြစ်ပေါ်နိုင်မှာသဖြင့်ကုန်းမြင့်ဒေသနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နဲ့မြင့်ငယ်ချောင်းငံများနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုနိုင်ပါရန်နဲ့ပြည်တွင်းလေကြောင်းပြန်တန်းရေးမြမကမ်းရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီကမ်းဝေးငါးဖက်ရေများတင်းမောင်းများနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါတယ်။ရေကြီးမှုအခြေအနေသတင်းဒီကနေ့မြန်မာစံတော်ချိန်73:30နာရီချိန်တိုင်းထွာချက်အရချင်းတွင်းမြေဟာဖောင်းပြင်မြို့မှာရင်းမြို့ရဲ့စိုးရိမ်မှတ်သို့ရောက်ရှိနေပြီးနောက်တရက်အတွင်းပေဝက်ခန့်မြင့်တက်လာနိုင်ကရင်းမြို့ရဲ့စိုးရိမ်မှတ်ထက်ဆက်လက်တည်ရှိနေပါတယ်။တို့ဖြစ်ပါ၍ဖောင်းပြင်မြို့နယ်အတွင်းရှိမြကန်းနီနဲ့မြေနေပိုင်းနေထိုင်သူများနေဖြင့်ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလ2နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ။